လို့တပဲလို့သာသနာပြုစိတ်တွေအစင်လာကောင်းများနဲ့ရှမ်းတောင်ကြားဖို့မဲ့စကားရဲ့မယုံရင်တော့ဖြစ်ွယ်ဒူနိုင်ရောတူကြည့်လဲအောင်လေမင်္ဂလေးများကြမှာတာယာသောမြို့တော်စီပင်နဲ့ဗုဒ္ဓရဲ့ကထိန်ပွဲမြို့ကြောကြောစီဘေထုံဒီဘဝညာပြိုင်စင်နွယ်မို့ထက်မိပုံညာတရားကြောင့်ကန်သွားလို့ကုသိုလ်ကောင်းမှုလူလည်းနဲ့မပြတ်သလိုတရားစုပန်ဗုဒ္ဓ